တဲလေးတို့ရေမင်္ဂလာပါမေဒီနေ့မုတ်တော်ပင်လေးတွေကိုကလစ်ကလေးတွေနဲ့တွဲပြီးတော့ကပ်ပြပေးမှဖြစ်ပါတယ်ရှင်အဲ့တော့မေဒီနေ့တော့မုတ်တော်ပင်လေးတွေနဲ့အလိုက်ဖက်ဆုံးဖြစ်မဲ့ထင်တဲ့ဒီမုတ်တော်ပင်လေးတွေကိုပို့ပြီးတော့ပေါ်လွင်သွားအောင်ပေါ့နော်တန်ကလစ်ကလေးတွေကိုပဲမေရွေးချယ်ထားပါတယ်ဒါကတော့မင်းတို့ပုံမှန်အတိုင်းပဲကလစ်ကလေးပေါ်မှာကိုအသုံးပြုမဲ့တော်ပင်လေးတွေကိုရွေးချယ်ပြီးတော့ကတ်လိုက်ရုံပဲပေါ့နော်တော်ပင်လေးရွေးချယ်အခါမှာဆိုလို့ရှိရင်လည်းမင်းတို့ကဒီကလစ်အသေးဆိုလို့ရှိရင်ဒီတော်ပင် site ကလေးနဲ့တင့်တော်မဲ့ကလစ်ကလေးတွေကိုရွေးချယ်လို့လည်းရတယ်ပြီးရင်ကလစ်အကြီးအေးမှာဆိုလို့ရှိရင်လည်းမင်းတို့ကကိုလှမဲ့ထင်တဲ့တော်ပင်လေးတွေနဲ့ပေါ့နော်ရွေးချယ်ပြီးတော့ကတ်လိုက်ရုံမှာပဲဒါကတော့ထွေထူးထူးမခက်ခဲဘူးအဓိကတော့ကိုရွေးချယ်ခြင်းတဲ့ဒီဇိုင်းကိုယ့်ရဲ့ idea လေးပေါ့နော်အဲ့ဒါလေးတွေကတော့အဓိကပါပဲဒီနေ့ကတော့မြင်ရကလစ်တစ်ခုကိုတော်ပင်တစ်ခုစီပဲသုံးပြသွားပါတယ်တခြားသောကလစ်ကလေးတော်ပင်လေးတွေလည်းမစ်စီမှာကလစ်ကုန်းချမ်းလက်လီလက်ကဝယ်ယူအားပေးလို့ရပါတယ်ရှင်ဒီနေ့တော့မင်းမုတ်တော်ပင်လေးပဲကပ်ပြလိုက်ပါ